ဒီနေ့မှာတော့ဖိလစ်ပိုင်ဟင်းတွေထဲမှာအရန်ကိုဆွဲလန်းမိတဲ့ကာရီဟင်းလေးချက်စားမယ်ချက်နည်းတွေအများကြီးရှိတဲ့ထဲကမှမနီလာမှာစားခဲ့ဘူးတဲ့အရသာလေးတိုင်းလုပ်ပါမယ်အသားကိုတော့ဝက်သားသုံးထားပါတယ်မကြက်ရင်မဲသားကြက်သားတို့နဲ့အစားထိုးသွားလို့ရပါတယ်ဝက်သားကိုအရင်ဆုံးပြုတ်မယ်ရေစားကရဝေးရွယ်ငရုတ်ကောင်းကြက်သွန်လေးကိုထည့်ပြီးတော့နူးသွားတဲ့အထိပြုတ်ထားပေးလိုက်ပါဝင်ပစ္စည်းတွေဆက်ပြီးမယ်ကြက်သွန်လေးကိုနှုတ်ဆင်းကျက်သွန်မျိုးလည်းအခွန်တော်တပြားရိုက်ပြီးနှုတ်ဆင်းတယ်မုံရင်းတွေကိုလည်းရေဆေးပြီးတော့တပင်ချင်းဖြုတ်တယ်ခရမ်းသီးကိုအနေတော့အတုံးလေးတွေလှီးပဲသီးကိုလည်းအနေတော့ပိုင်းဖြတ်ထားမယ်အားလုံးအစင်းသဖြင့်စချက်မယ်ဝတ်သားပြုတ်ထားတာနူးပြီဆိုရင်ရေစစ်အပေါ်ရန်အရေကုန်ကိုခင်းလေးနဲ့ထိုးပေးလိုက်ရေချောင်းတုပ်ပြီးရှာလကာရီလေးနဲ့ပုတ်ပေးလိုက်မယ်ပြီးရင်တော့စားလေးနဲ့ပါဖြူးပြီးတော့ပုတ်ပေးလိုက်ပြီးရင်တော့ air fryer ထဲမှာနာရီဝက်လောက်ထည့်ချော်ပေးလိုက်မယ်မကျွတ်သေးရင်တော့အချိန်ထက်တိုးသွားလို့ရပါတယ်ပြီးရင်တော့ရေတအိုးကိုစူအောင်တေးတာဟင်းချစ်မယ်အိုးပူလိုက်ရင်စီထက်စီတက်မယ်ကြက်သွန်နီကြက်သွန်ပြူအနံလေးမွေးလာပြီဆိုရင်တော့မြေပဲအနှစ်စော့လေးထည့်ပါမယ်စီတီကတော့စားမပါတဲ့ peanut butter ကိုတုံးထားပါတယ်နောက်ထပ်ဖိလစ်ပိုင်ဟင်းတွေမှာမပါမဖြစ် chicken cube ဒါလေးကတော့အရသာအတွက်ထည့်တဲ့အတွက်မကြိုက်ရင်မထည့်ပါနဲ့ရေထည့်မယ်ပြီးရင်တော့အားလုံးရောသမအောင်မွေးတာစားနဲ့ငရုတ်ကောင်းလေးပါထည့်ထည့်မယ်အားလုံးရောမွေပြီးတော့အရသာပြင်ဆင်ထားမယ်နောက်တစ်ခုကတော့အာနာတိုပေါဒါသူကတော့အယောင်အတွက်သုံးတာဖြစ်ပါတယ်ဖိလစ်ပိုင်နိုင်ငံမှာအသုံးများပြီးတဘာဝအယောင်နဲ့အနံ့အရသာပေးပါတယ်အယောင်လေးလည်းလှသွားပြီးအရသာလည်းအနေတော်ပဲဆိုရင်မြေပဲအနှစ်စော့လေးရပါမယ်ပြီးရင်တော့ပြင်ဆင်ထားတဲ့အသီးရွက်တွေကိုထည့်ပြုတ်ပဲသီးနူးပြီးဆိုရင်ဆယ်တာခရမ်းသီးကိုလည်းနူးအောင်ပြုတ်ပေးထားနောက်ဆုံးမုံညင်းရွက်လေးကိုလည်းနူးအောင်ပြုတ်ပေးထားမယ်အသီးရွက်တွေအားလုံးပြုတ်ပြီးပြီးသွားရင်တော့ခဏဖယ်ထားခုနကကြော်ထားတဲ့ဝက်သားလေးကျွတ်ပြီးဆိုရင်တော့ရပါပြီပေါ်ရန်လေးကကျွတ်ရွပြီးတော့အထဲထဲအသားကတော့ဣနေရပဲကြည့်လိုက်ပါဦးတချို့တွေကတော့တခါတည်းရောပြီးချက်ပါတယ်စီဒီကတော့ဝက်သားအကျွတ်နဲ့မတူညီတဲ့စတိုင်တစ်မျိုးနဲ့ချက်ထားပါတယ်ပြီးရင်တော့ဟင်းပွဲပြင်ဝက်သားအကျွတ်နဲ့ချက်ထားတဲ့ကာရီဟင်းလေးကတော့အစင်သင့်ဖြစ်နေပါပြီအနံလေးကိုမှုေးနေရပဲချစ်တငယ်ချင်းတို့စားပါဦးမြေပဲအတစ်လေးနဲ့ချက်ထားတာဆိုတော့အရသာကတော့ creamy လေးနဲ့ဝက်သားရဲ့အကျွတ်ကလေးတွေအသီးအရွက်တွေနဲ့ရောပြီးစားလိုက်တဲ့အခါမှာတော့အရန်ကိုစားလို့ကောင်းပါတယ်ဖိလစ်ပိုင်မှာစားခဲ့ရတဲ့အရသာအတိုင်းပါပဲချစ်တငယ်ချင်းတို့လည်းလဲလွတ်စားကြည့်လိုက်ပါတော့ကဲခုတော့စားပြီးပြီဆိုတော့ထုံးစံတိုင်းဆေးကြောရေတုပ်ဝင်းနဲ့အုပ်